ဘဲဥဟင်းအားတစ်စက်မှစားမကောင်းပါဘူးရှင်ရင်တော့ပါရင်တော့ကျွန်မဟင်းချက်လို့ရှိရင်ဘဲဥဟင်းချက်တဲ့အခါကျရင်ဘဲဥဟင်းအရေးအဲထဲမှာပေါ့နော်ဘဲဥလုံးနေရဒီလိုပဲအရေးတခြားအသားတခြားပေါ့နော်နောက်တော့ online ကနေပဲဘဲဥဟင်းလေးချက်ပြတဲ့ဗီဒီယိုတစ်ခုကိုတွေ့လိုက်ပါတယ်ရှင်ကျွန်မအဲ့တိုင်းလေးလိုက်ချက်တော့မှပဲအဆင်ပြေသွားတာပေါ့နော်အဲ့လိုအနှစ်ခေရဖို့ကျက်သွန်နီကိုစီတက်တဲ့အခါမှာညညရောင်လေးတန်းတဲ့အထိကျက်သွန်နီကိုစီတက်ပြီးတော့ရေနွေးလေးထည့်ရတယ်ပေါ့နော်ပြီးတော့အနှစ်ကိုတကယ်ကိုစီစီလေးနဲ့အနှစ်ပုံစံလေးရအောင်ချက်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ကိုထည့်မယ်ဟာထပ်ထည့်တာပေါ့အဲ့တော့မှတကယ်ကိုဘဲဥဟင်းလေးကဘဲဥဟင်းလေးနဲ့တူအောင်ထွက်ပါတယ်ရှင်အရောင်စားကောင်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာဘဲဥချက်မယ်ဆိုရင်ကျွန်မကိုပဲချက်ခိုင်းတဲ့အဆင့်ကိုရောက်သွားပြီပေါ့နော်ရှင်းချက်တဲ့အခါမှာလေအာလူးမနူးခင်လည်းမကြီးတီတွေထည့်ခဲ့ပူတယ်ပေါ့နော်အာလူးမနူးခင်မှာမကြီးတွေထည့်လိုက်တော့အာလူးကမနူးတော့ဘူးလေချောချောလေးချက်ခဲ့ကိုကိုလည်းပြန်ပြီးမြင်အောင်ပြီးတော့တတိယပါတယ်ရှင်အရင်တော့ကိုပေါ့နော်ဆိုရင်လည်းဘဲဥမချောက်အာလူးရှိရင်ဟင်းနေရပါပြီရှင်အဆုံးထိရှိပေးကြတဲ့တယောက်ဆိုရိုးချစ်တင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်